ကဲဒီနေ့မှာတော့ကျမတို့ GS Bakery မုတ်တိုက်ကနေပြီးတော့မင်္ဂလာကိတ်ကလေးကိုတောင်ကိုစိတ်ဖူတောင်ကျေးရွာမှာရှိတဲ့မင်္ဂလာပွဲလေးမှာသွားပို့ပေးတာဖြစ်ပါတယ်ဒါလေးကတော့အစောကြီးထထားတဲ့အမကြီးရဲ့ပေါ့နော်အလှလေးပါဒီနေ့မင်္ဂလာကိတ်ကနှလုံးသွားပို့ရမှာပေါ့နော်အချိန်ကလည်းအရန်တိုက်တယ်အဲ့ဒါအတွက်ကိုတေချာလေး management လုပ်ရတယ်ပေါ့နော်ကိတ်ကအစောကြီးလဲပို့လို့မရဘူးသူ့ရဲ့ဒီမင်္ဂလာဆောင်အချိန်နဲ့ပေါ့နော်တတ်မှတ်ပြီးရဲ့အခါကျတော့သူ့ရဲ့ကိတ်ခန့်နိုင်ရေးပေါ်မူတည်ပြီးတော့ကျမတို့ကအချိန်ကိုတေချာလေးခန့်ခွဲရပါတယ်အခုဆိုလို့ရှိရင်ကိတ်မုတ်သွားပို့နေတာဖြစ်ပါတယ်ရှင်ကိတ်မုတ်ကနှလုံးဆိုတော့တစ်လုံးကတော့ဒီပကူဖျားเจ้าပေါ့နော်တောင်ကူပကူဖျားเจ้าကိုတပို့ရမယ်နောက်တစ်လုံးကတော့တောင်ကူစိတ်ဖူးတောင်ကိုတပို့ရမှာဖြစ်ပါတယ်ဒါကတော့ကျမတို့အကုန်လုံးပေါ့နော်လွမ်းနေတဲ့အထက်ကငါအကြောင်းဝန်းကြီးလဲပြောလို့ရတယ်လို့ပကူနှစ်ချမ်းတန်းတော်ရှိတဲ့ဝန်းကြီးလဲဖြစ်ပါတယ်လို့ဝန်းကအမြဲတမ်းတန့်ရှင်းပြီးတော့အမြဲတမ်းလှပနေတာပဲပေါ့နော်ဒါကဝန်းထဲကိုဝင်လာပြီဒါဆိုလို့ရှိရင်ကရင်နှစ်ချမ်းတန်းတော်ပကူเจ้าကိုရောက်ပါပြီရှင်မင်္ဂလာဆောင်ကတော့မစသေးဘူးပေါ့နော်တကားတွေပိတ်ထားတော့မယ်ဒါပေမဲ့လူတချို့ကတော့စပြီးတော့ရောက်လာကြပါပြီလို့ကဲဒါဆိုလို့ရှိရင်မင်္ဂလာကိတ်ကလေးတွေချပါမယ်ရှင်ဒီဘက်လေးကတော့သူတို့ကဒီအစိမ်းရောင် theme လေးပေါ့နော်အစိမ်းဆိုပေမဲ့လည်းထောဘတ်စိမ်းလည်းမရောက်တဲ့ဒီလိုပေါ့နော် color လေးနည်းနည်းခတ်တဲ့ဒီအရောင်လေးရဖို့လေဆိုတော့ဒီ color ဆန်းဆန်းလေးပေါ့နော်အစိမ်းရောင်တော့အစိမ်းရောင်ပဲဒါပေမဲ့အစိမ်းရောင်မှာမျိုးကွဲတွေအများကြီးရှိရပေါ့နော်ဆိုတော့ဒီမင်္ဂလာကိတ်ကလေးကိုထားပစ်ခဲ့ပါတယ်လို့မင်္ဂလာကိတ်ကလေးကလေးလုံးဝအနောက်က decoration နဲ့လည်းအရင်လေးလှဖနေတာပေါ့လှပမလေးလှဖတောင်ဖြစ်ကုန်ပြီလှပနေတာပေါ့နော်ကဲပြီးရဲ့ခါကျတော့တောင်ကိုစိတ်ဖူးတောင်ဘက်ကိုကူးပါတော့မယ်ဒါကတော့ညီမတို့သိတဲ့တောင်ကိုစစ်တောင်တရားပါရှင်ဒါရှင်ဘောလူဖျားကြောင်းဒါတွေကိုဖြတ်လာပြီးတော့စိတ်ဖူးတောင်ကျေးရွာကိုသွားမှဖြစ်ပါတယ်ရှင်အတူတူလိုက်ခဲ့ပြီနော်စိတ်ဖူးတောင်ကျေးရွာဆိုပြီးအထင်မသေးနဲ့လမ်းကိုကြည့်လိုက်နော်လမ်းကအရန်ကောင်းနေပြီလမ်းကဖြူးနေတာပဲပေါ့နော်တချို့နေရာလေးတွေကတော့လမ်းကျန်းတာတော့ရှိသေးတယ်ဒါပေမဲ့အရင်တော့ထက်ဆိုင်တော့အများကြီးလမ်းတွေကောင်းသွားပါပြီလို့ဒီမှာထမ်းရည်ရပြီတဲ့အရင်တော့ဆိုလို့ရှိရင်ဒီရဲ့လမ်းတစ်ဖက်တစ်ချက်မှာဆိုလို့ရှိရင်စိတ်ဆိုးနေတာပဲပေါ့နော်အခုတော့နည်းနည်းရေကြီးထားတော့နှမျောစရာကြီးဖြစ်သွားပါတော့။ကဲဒါကတော့ဖျားเจ้าမှာတီလာပြီးတော့မင်္ဂလာဆောင်မဲ့သူတို့သမီးရဲ့မင်္ဂလာကိတ်ကိုလာပို့ပေးရတဲ့နေရာလေးပါရှင်။သူတို့ဒီမှာပင်ခရအဖွဲလေးတွေ့ရတယ်ပေါ့နော်။ဒါကတော့သူတို့သားအဝင်ပေါ့နော်။သူတို့သားတို့စဝင်လာပါပြီ။ပြီးတော့ကိတ်မုတ်ကလေးကိုပေါ့နော်ထားခဲ့ပါတယ်။မင်္ဂလာကိတ်ကလေးကိုပို့ခဲ့ပြီးတော့ဝါဒီလာဆွဲပါတယ်လို့ဒီမှာကတော့လုံးဝမီကိုတိတ်ကျွေးရပေါ့နော်။ကြေးရွာဆိုတဲ့ခါကျတော့လုံးဝလေးဟိုလိုမျိုးပေါ့နော်။နည်းနည်းပါးပါးကျွေးရမှာမဟုတ်ဘူး special ကျွေးရပေါ့နော်။သူတို့ဒီအသားဟင်းတကယ်အစုံပလုံးစီပဲပေါ့နော်အဲ့ဒါကိုလုံးဝတရွာလုံးအပွားကြွေးကြပါပေါ့နော်အဲ့တော့ကိုရီလည်းဝင်ကြိတ်ခဲ့ပါတယ်လို့အိမ်မှာရှိနေရတော့ဒီအလှပြင်ပေးတဲ့သူတွေရောဓာတ်ပုံရိုက်တဲ့လူတွေရောပေါ့နော်ကျမတို့အဖွဲ့တင်းနေပေါ့နော်ကိုစီပေါ့နော်စားကြတောက်ကြပါတယ်လို့ကျမလည်းဝင်စားပါတယ်လို့နေရလဲထိုးနေရပေါ့နော်လူလာတော့နေခါလားမသိဘူးဆိုတော့ကျမအဲ့ငပိထောင်းလေးတွေတို့ဟင်းရည်လေးတွေပေါ့နော်အဲ့ဒါလေးအရင်ကောင်းတယ်သူတို့တွေပေါ့နော်ဟိုတောချက်ပေါ့နော်တောချက်ဆိုရင်အရင်စားလို့ကောင်းတယ်ပြီးတော့ရွာဆိုတော့ဒီလိုမျိုးတဲလေးတွေထိုးထားတဲ့ဟာလေးတွေကလည်းလေအမြင်သစ်ပြန်ဖြစ်စေရပေါ့နော်ကဲစားလို့တောက်လို့ပြီးပါပြီပြန်လိုက်ပါအောင်မရှင်အားလုံးပဲကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်အားလုံးပဲတတာပါရှင်